မိမတယောက်ကသူ့ယောက်ျားကိုတခြားမိမတယောက်ရဲ့ရှေ့မှာလဲလျောင်နေတာတွေ့လိုက်ရတယ်။သူမကလှမ်းခေါ်လိုက်ပေမဲ့သူ့လက်တွေနဲ့ပဲလှမ်းဆွဲခေါ်ခဲ့ရတယ်။ဒါကြောင့်သူ့ရင်တွေကွဲရပါတော့တယ်။ရောက်ခမနဲ့တွေ့တော့သမီးသွားတော့မယ်လို့ပြောတယ်။ဒါပေမဲ့နောက်ကျရင်ဒေါ်လာ1 ဘီလီယံကိုပြန်ပေးရမယ်နော်။အမေလည်းသဘောတူလိုက်တယ်။အိမ်တောင်တက်စိန်နဲ့အကြမှာ CEO ကသူ့မိန်းမကိုဘယ်တော့မှမယုံကြည်ခဲ့ဘူး။သူကလူတွေအများကြီးရှေ့မှာအတွင်းရေးမှုတယောက်ကိုခံလိုက်တာပဲ။နောက်တမီမှာတော့ကြာနေတဲ့ file တွေကိုစာရွက်ပေါ်မှာဓာတ်နဲ့ညှပ်ပြီးသိမ်းလိုက်တယ်။ CEO ကလည်းကြည်တောင်မကြည့်ပဲလက်မှတ်ထိုးလိုက်တယ်။သူမကနို့လက်ဖက်ရည်မုန်းတွေနဲ့ခြေအိတ်တွေကိုယူလာခဲ့တယ်။ဘာမှမပြောတော့ပဲတိတ်တိတ်လေးထွက်သွားပါတော့တယ်။သူမကသူ့ရဲ့လက်ဝိတ်ရတနာတွေနဲ့လက်စွပ်ကိုအိမ်ကိုပို့လိုက်တယ်။ဒါပေမဲ့လမ်းမှာသူမရဲ့ကားမတော်တဆဖြစ်ခဲ့တယ်။သူမကမိုးထဲမှာပဲကြံခဲ့ရတယ်။အဲ့ဒီမှာပဲအမျိုးသားတစ်ယောက်ကသူမကိုကြာခင်တရက်ပေးလိုက်တယ်။သူမယောက်ျားရောက်လာတဲ့အထိအဲ့ဒီအမျိုးသားကစောင့်ပေးခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအမျိုးသားကသူ့ချင်းထားတဲ့ချစ်သူကိစ္စကိုစိတ်မပူခဲ့ပါဘူး။အခုချိန်မှာတော့သူမကမိခင်တယောက်ပဲဖြစ်နေခဲ့ပြီ။ CEO ကသူမပခုံးပေါ်မှာကြာခင်ကိုမြင်လိုက်တော့အိတ်ထဲကိုပစ်ထည့်လိုက်တယ်။သူကသူမကိုလက်ဖက်ရည်တစ်ခွက်ပေးပြီးအိမ်အသစ်ကိုခေါ်သွားတယ်။ဒါပေမဲ့တခြားတစ်မျိုးရှိနေသေးတယ်။အိမ်အသစ်ရဲ့ဘဲဘက်ချာမှာသူမကိုကြာခင်ပေးခဲ့တဲ့အမျိုးသားနဲ့ပြန်တွေ့လိုက်ရတယ်။သူကအဲ့ဒီအမျိုးသားကိုပိုက်ဆံအများကြီးပေးလိုက်တယ်။အဲ့ဒီအမျိုးသားကပိုက်ဆံအများကြီးရလိုက်ပြီးငါသူ့ကိုရှာမယ်လို့ပြောလိုက်တယ်